ချန်ပီယံလိဖလားကိုကင်မြောက်ပြီးသမိုင်းသစ်ရေးထိုးမဲ့အာဆင်နယ်ဒီနေ့ညမြန်မာစံတော်ချိန်ည10:00နာရီခွဲမှာတော့တကမ္ဘာလုံးကဘောလုံးပရိသတ်တွေစိတ်ဝင်စားစောင့်ကြည့်နေကြတဲ့ချန်ပီယံလိဘိုးလူပွဲစဉ်အဖြစ်လက်ရှိချန်ပီယံ PSG နဲ့ပူပူနွေးနွေးပရီးမီးယားလိချန်ပီယံအာဆင်နယ်တို့ရှင်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်ဒီပွဲစဉ်ဟာနှစ်သင်းစလုံးအတွက်တရားဒီလုံးရဲ့အရေးကြီးဆုံးပွဲစဉ်ဖြစ်တယ်လို့ဥရောပရဲ့အမြင့်ဆုံးစုဖလားကိုစွတ်ခူးနိုင်ဖို့အတွက်နီးဗျူဟာအပြိုင်ထုတ်သုံးမဲ့ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ရှိနေလို့ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းနေပါတယ်။ PSG အသင်းအနေနဲ့ဒီဘောလူပွဲကို200စီဇက်တိုက်တက်ရောက်လာတာဖြစ်ပြီးချန်ပီယံလိဖလားကိုကာကွယ်နိုင်ဖို့အပြည့်အဝယုံကြည်မှုရှိနေပါတယ်။လက်ရှိခြေစွမ်းပိုင်းမှာလည်းပြိုင်ဘက်ထက်အနည်းငယ်တာလွန်နေတာကြောင့်သူတို့ရဲ့တိုက်စစ်ပိုင်းကအာဆင်နယ်ခံစစ်ကိုအချိန်မရွေးဒုက္ခပေးနိုင်တဲ့အနေအထားမှာရှိနေပါတယ်။ PSG တို့ဟာချန်ပီယံလိမှာအတွေ့အကြုံအလွန်ရင့်ကျက်နေတာကြောင့်ဒီပွဲမှာအသာစီးကနေကစားသွားဖို့ကြိုးပမ်းမှာပါ။အာဆင်နယ်အသင်းဘက်ကိုကြည့်မယ်ဆိုရင်တော့နီးပြအာဒီတာကင်တွယ်လာတာကြာမြင့်ပြီဖြစ်ပြီးကစားသမားတွေဟာအသင်းရဲ့နီးစနစ်နဲ့အံဝင်ခွင်ကြဖြစ်နေကြပါပြီ။အာဆင်နယ်ဟာချန်ပီယံလိဖလားကိုတစ်ခါမှမရဘူးသေးတာကြောင့်ဒီပွဲမှာသူတို့ရဲ့စာလောင်မှုနဲ့စိတ်ဓာတ်က PSG ထက်ပိုမိုပြင်းထန်နေမှာသိကြပါတယ်။အာဒီတာရဲ့စနစ်ကြတဲ့နီးဗျူဟာတွေနဲ့ကစားသမားတဦးချင်းစီရဲ့စွမ်းဆောင်ရည်တွေပေါင်းစပ်လိုက်တဲ့အခါအာဆင်နယ်တို့ဟာမြည်သည့်ပြိုင်ဘက်ကိုမဆိုအနိုင်ယူနိုင်တဲ့အသင်းမျိုးဖြစ်လာခဲ့ပါတယ်။အာရှရဲ့ဈေးကွက်ဖွင့်လှစ်မှုရ PSG အသင်းကအနိုင်ရဖို့ရေပန်းစားနေပြီး body အနေနဲ့ PSG ကို 3.5 ဂိုးအသာပေးထားပါတယ်။ဂိုးပေါင်းကတော့3လုံးအပြည့်ဖြစ်ပါတယ်။ PSG တို့ကပွဲကိုထိန်းချုပ်ကစားဖို့စူးစမ်းမှာဖြစ်တယ်လို့အာဆင်နယ်ကလည်းအခွင့်အရေးရရင်ရတယ်လို့တံပြန်တိုက်စစ်စင်ရင်အဖို့တန်ဂိုးတွေကိုရှာဖွေတောင်းမှာဖြစ်ပါတယ်။ PSG ကခြေစွမ်းပိုင်းပိုတာနေတယ်လို့ဆိုနိုင်ပေမဲ့လည်းအာဆင်နယ်ရဲ့ရုန်းကန်လိုစိတ်နဲ့အောင်မြင်မှုအတွက်ငမွတ်နေတဲ့စိတ်ဓာတ်ကတော့ပို့ပြီးတော့အားသာချက်ဖြစ်နေပါတယ်။အာဒီတာရဲ့နီးဗျူဟာပိုင်းကပြိုင်ဘက်ရဲ့လုတ်ကွက်တွေကိုဖော်ထုတ်နိုင်ဖို့အစင်သင့်ဖြစ်နေတာကြောင့်ဒီပွဲမှာတော့အာဆင်နယ်တို့ပဲ PSG ရဲ့ဖလားကာကွယ်ရေးအိမ်မက်ကြီးကိုဖျက်ဆီးပစ်ပြီးတော့ကလပ်သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဖြစ်ချန်ပီယံလိဖလားကိုအောင်ပွဲခံသွားလိမ့်မယ်လို့သုံးသပ်မိပါတယ်။